မေတို့ကမြန်မာနိုင်ငံကရင်ပြည်နယ်ရဲ့မြို့တော်လွိုင်ကော်မြို့မှာမွေးဖွားခဲ့ပါတယ်မိသားစုရဲ့အဓိကစီးပွားရေးကတော့စားတောက်ဆိုင်လုပ်ငန်းဖြစ်ပါတယ်စားတောက်ဆိုင်မှာအရက်ကြော်ညာတွေမှာအဖော်ချို့ model ကိုတွေးတဲ့အချိန်မှာဆိုလို့ရှိရင်ကိုနိုင်ကသူ့လိုချောချင်တယ်သူ့လိုမျိုးလှပချင်တယ်အဲ့တော့ကိုကကျောင်းကနေမှပြန်လာတယ်ပြန်လာကြတော့ကိုကနဲ့ကိုကားလေးကိုကစားတယ်အဲ့မှာအလုပ်လုပ်တဲ့ဝန်ထမ်းရှိပါတယ်သူကသူ့ကိုယ်သူအာသာဖြေနေတာဖြစ်ပါတယ်သမီးတဲ့ချိန်မှာသူကကိုအတင်းဆွဲတယ်တင်းကျပ်ရုံးကန်လို့လည်းမရဘူးကိုနိုင်ကမကောင်းတာဖြစ်မှန်းသိတယ်အမေကိုပြောရမယ်မှန်းလည်းမသိဘူးဘယ်သူမှလည်းဘေးမှမရှိဘူးဒီနားနေတာကိုလည်းဘယ်သူမှမပြောပြနေမကောင်းဆိုပြီးတော့အဲ့ရထဲမှာပဲနေခဲ့ပါတယ်အဲ့ဒီအကြောင်းအရာဖြစ်ပြီးတဲ့နောက်ပိုင်းမှာလူတွေကိုကြောက်သွားတာပေါ့တော်ရုံနဲ့လူတိုင်းကိုမပေါင်းတော့ဘူးကိုယ့်ထက်အသက်ကြီးတဲ့လူမျိုးတွေယောက်ျားလေးတွေကိုဆိုလို့ရှိရင်ကြောက်တာမျိုးတွေရှိတယ်ဒီလိုအဖြစ်ပြက်မျိုးများပြန်ပြီးတော့များကြုံမလားဒီလိုအခြေအနေမျိုးများထပ်ပြီးတော့ရောက်လာမလားဆိုတဲ့အတွေးတွေထပ်ဝင်လာတယ်ဆရာမတွေက HIV အကြောင်းလာပြောတဲ့အချိန်မျိုးဆိုရင်လိန်သူလို့ပြောလိုက်ပြီဆိုလို့ရှိရင်အဲ့လိုမျိုးပြောတိုင်းကို့မှာများ HIV များရှိနေမလားဆိုတဲ့အတွေးမျိုးတွေပေါ့နော်ဒီကိစ္စကြီးက trauma လိုမျိုးအမြဲတမ်းပဲကိုယ့်ရဲ့စိတ်ထဲမှာပြန်ပြီးတော့ထိတ်လန့်နေပါတယ်မေတို့ကသူတို့တွေအပေါ်မှာစစရာလောင်စရာနှိမ်စရာအနိုင်ကျင့်ချင်စရာဆိုတဲ့ပုံစံမျိုးနဲ့ပဲရှိနေပါတယ်ကိုမိမလို့မိမကောင်အဲ့လိုစကားမျိုးဆိုရင်မိအနေနဲ့တော်တော်နာလုံးကြီးတယ်ပေါ့နော်ကိုလည်းလက်မခံခဲ့တဲ့အတွက်ကြောင့်မလို့ရန်ဖြစ်ခြင်းဖြစ်ပါတယ်ကိုတီးသွားတဲ့နောက်ပိုင်းမှာရီးစားထားတဲ့နောက်ပိုင်းမှာရီးစားနဲ့တူနေဖို့ရီးစားနေမှရီလာမြောင်ပေးလောက်တာမျိုးဆိုလို့ရှိရင်လည်းကိုအနေနဲ့မလိုချင်ဘူးပေါ့နော်အဲ့လိုအဲ့ဒီဟာကြီးပဲမျက်လုံးထဲမှာပြန်မြင်လာတဲ့အတွက်ကြောင့်မလို့အဆင်မပြေပါဘူးငယ်တော့ကတော့ခွဲစိတ်ဆရာဝန်တယောက်ဖြစ်ချင်တယ်10တန်းပြီးသွားတဲ့နောက်ပိုင်းမှာနတ်စေးတင်တန်းကိုတက်ပါတယ် certificate လည်းရခဲ့ပါတယ်ကိုအလောက်ခံဝင်တော့မယ်ဆိုတော့ကိုရဲ့ဖြစ်တည်မှုဒီ6နေလို့ဂေးနေလို့ဆိုတဲ့အတွက်ကြောင့်မလို့ကိုအလောက်မတွင်ပေးပါဘူးအဲ့ဒီလုပ်ငန်းမတွင်ပေးတဲ့အတွက်ကြောင့်မလို့လည်းမေအနေနဲ့တော်တော်ခက်ခဲခဲ့ပါတယ် receptionist တွေလည်းလုပ်ဖူးပါတယ်ဟိုတမှာ receptionist အနေနဲ့ဝင်တဲ့အချိန်မှာလည်းကိုရဲ့ဒီဖြစ်တည်မှုအကြောင်းမလို့ receptionist ကနေမှ housekeeping ကိုပြောင်းဖို့ထိတွန်းအားပေးခံရပါတယ်လုပ်ငန်းခွင်မှာလည်းအပတ်ကနေမှခွဲခြားခံရတာပေါ့နော်အဲ့ဒါနဲ့ပဲကိုလည်းလောက်ကနေထွက်လာခဲ့ပါတယ်မိအနေနဲ့ဒီ2013 14 15ဒီလမ်းပြောက်တဲ့နှစ်လို့ပြောရင်လည်းမမှားပါဘူးကိုရမဲ့နေတယ်ကိုယုံကြည်မှုမရှိဘူးဗလာနဲ့တိလိုမျိုးဖြစ်နေတာပေါ့နော်လော်သက်မရှိတဲ့လေပေါ်မှာရောက်နေသလိုမျိုးပေါ့နော်ပင်လယ်ကြီးထဲမှာလမ်းပြောင်းနေတဲ့ပုံစံမျိုးခံစားရပါတယ်မိကဘွဲရပြီးတဲ့နောက်ပိုင်းကျတော့ရန်ကုန် University of Economics မှာမဟာဖွံ့ဖြိုးရေးပညာဆက်ပြီးတော့ရှောက်ဖြစ်ပါတယ်မဟာဖွံ့ဖြိုးရေးပညာမှာတက်ရင်ထဲမှာအာနာသိန်းတဲ့အတွက်ကြောင့်မလို့အာနာသိန်းတာကိုလက်မခံဘဲနဲ့ကိုကနဲ့ကို CDM လုပ်လိုက်ပါတယ်
စစ်လိုက်ကောသိန်းနဲ့စစ်စင်ရေးပေါ့နော်အဲ့ဒီမှာမေတို့ရဲ့ဆိုင်ကိုစစ်တပ်တွေကနေမှမီးရှို့လိုက်ပါတယ်နေဖို့အတွက်အိမ်တော်မှမရှိတော့ဘူးပေါ့နော် NUG ကျောင်းမှာဘောကားဆရာလိုအပ်တဲ့အတွက်ကြောင့်မလို့ဘောကားဆရာအနေနဲ့ဝင်ရောက်ပါဝင်ခဲ့ပါတယ်နိုင်ငံရေးနာပြန်ကောင်းသွားမယ်ဆိုလို့ရှိရင်တော့တက္ကသိုလ်ဆရာမတယောက်ဖြစ်ချင်တာပေါ့နော်ကိုနာမည်ရဲ့ရှိမှာဒေါက်တာမေဆိုတဲ့ပုံစံမျိုးလေးနဲ့သွားမယ်ပြီးကြတော့မိဘကိုလှုပ်ကြွေးမယ်ပတ်ဝန်းကျင်မှာမသိသေးတဲ့လူတွေကိုသိအောင်လို့ဘ ഹു တုတတွေဝေမျှမယ်ဆိုတော့အရွယ်ချက်မျိုးနဲ့ပဲတာဝန်ထမ်းဆောင်လျက်ရှိပါတယ်လို့